အားလုံးပဲမင်္ဂလာပါလို့ရှုစွာနှုတ်ခွန်းဆက်တာလိုက်ပါတယ်ဧပြီလ9ရက်2026တိုင်အောင်လမ်းပြပို့ဆောင်တော်မူသောထာဝရဘုရားကိုရှုစွာချီးမွမ်းပါတယ်ငါစင်တော်ယူကြည်သူဓမ္မမိတ်ဆွေအားလုံးပေါ်မှာယေရှုတင်ရှိပါတယ်ဆုတောင်းပေးတဲ့အတွက်လည်းယေရှုတင်ရှိပါတယ်ဆိုတော့ပေါ်ပြလို့လေဒီနေ့လည်းအနာရောဂါရေးစေခြင်းနဲ့ပတ်သက်ပြီးတော့တမန်ကျမ်းစာမှာပေါ်ပြတဲ့အကြောင်းအရာဒီနေ့ပေါ်ပြခြင်းပါတယ်ကျမ်းမာခြင်းနဲ့ပတ်သက်ပြီးတော့ဘုရားခင်ကလူသားတိုင်းကျမ်းမာစေခြင်းပါတယ်ကျွန်တော်ဘက်ကနေယုံကြည်ဖို့လိုအပ်တယ်ခရစ်တော်ရဲ့နာမအားဖြင့်ကျွန်တော်ကျမ်းမာနိုင်တယ်ဆိုတဲ့အကြောင်းအရာတွေလည်းအများကြီးပေါ်ပြလိုပါတယ်တမန်တော်ဝတ္ထုခန်းကြီး3အပိုင်ငယ်6ပေတရုကလည်းငါ၌ရွှေမရှိငွေမရှိငါ၌ရွှေငွေမရှိရှိသည့်အရာကိုသင်အားငါပေးမည်နာဇရက်မြို့သားယေရှုခရစ်နာမတော်အားဖြင့်ထ၍လှမ်းသွားလော့ဟုဆိုလေပေတရုကလည်းငါ၌ရွှေငွေမရှိရှိသည့်အရာကိုသင်အားငါပေးမည်နာဇရက်မြို့သားယေရှုခရစ်၏နာမတော်အားဖြင့်ထ၍လှမ်းသွားလော့ဟုဆိုလေဒီမှာပါတွေ့ရလဲဆိုတဲ့အခါကျတော့ပေတရုနဲ့ယောဟန်ဟာဗိမာန်တော်ကိုတက်တဲ့ခါမှာအမိဝမ်းတဲ့ကလေးကခြေမဆွဲတဲ့သူတယောက်ရှိပါတယ်သူတို့ထမ်းပြီးတော့အဲ့ဒီမှာဒီစွန့်ကြဲခြင်းကိုခံဖို့ရတင့်တယ်အမည်ရှိသောတကားနာမှာထားလေရှိတယ်အဲ့ဒီခါမှာယေရှုနာမတော်အားဖြင့်ထ၍လှမ်းသွားလို့ဆိုတဲ့ခါမှာသူဟာထပြီးတော့လှမ်းသွားတယ်ဆိုတာတွေ့ရတယ်တနည်းပြောမယ်ဆိုရင်ကျမ်းမာသွားတယ်ဒါဘာကြောင့်လဲဆိုခရစ်တော်ရဲ့တကူဖြစ်တယ်သူတို့ရဲ့တကူမဟုတ်ဘူးဒါနာဇရက်မြို့သားယေရှုခရစ်၏နာမတော်အဖြစ်ဆိုတာတွေ့ရတယ်ယေရှုခရစ်နာမတော်အဖြစ်ကျမ်းမာတဲ့အကြောင်းအရာလဲရှင်မာကုခရစ်ဝင်ခန်းကြီးအခန်းကြီး9အပိုင်ငယ်23မှာလဲကျွန်တော်တွေ့ရတယ်တင်းဒီယုံကြည်နိုင်သလိုယုံကြည်သောသူဖြစ်လေခတ်သိမ်းသောမှုတို့ကိုတတ်ဆွနိုင်သည်လို့ဖော်ပြတာတွေ့ရပါတယ်ဒီဖြစ်ပျက်ကရှင်မကုခရခန်းကြီးကုန်းပိုင်ငယ်14နဲ့စပါတယ်ဒါဟာဘယ်အစလဲဆိုတော့ဒီသူတို့ဟာလူငယ်ကလေးကဒီညှဉ်းညူသောနတ်ကိုဆွဲနေတဲ့သူရှိပါတယ်ဒီအာတော်နတ်ဆိုအာတော်နတ်အဆွဲခံရတော့ကျွန်တော်ဤသားကိုဆိုပြီးတော့သူသားကိုအထံတော်ကိုလာပြီးတော့ခရစ်တော်ထံယူလာပါတယ်အဲဒီခါမှာခရစ်တော်ကပြောလဲယုံကြည်ခြင်းမရှိသောမျိုးဆိုတော့ဖော်ပြတာတွေ့ရပါတယ်အဲဒီခါမှာဒီသူ့အဖေကပြောပါတယ်ငယ်တော့အရွယ်ကဖြစ်လာတာဖြစ်တယ်ဒီလိုဟာတည်တဲ့ပုံစံဖြစ်နေတယ်ဘာဖြစ်လို့ဆိုညီညူတော့နှဆွဲတဲ့အတွက်ကြောင့်အဲဒီခါမှာကိုတော်ဒီတတ်နိုင်တော်မူသည်ကျွန်တော်တို့ကိုတနာ၍ကေမတော်မူပါဆိုတော့သူရဲ့အဖေကရှောက်လိုက်တဲ့အခါကျတော့ခရစ်တော်ကဘယ်လိုပြန်ပြောလဲဆိုတော့တင်းဒီယုံကြည်နိုင်တော်ယုံကြည်သောသူဖြစ်လေခတ်သိမ်းတော်မူတို့ကိုတတ်နိုင်တယ်လို့ပြောပါတယ်အဲဒီခါမှာဒီသူ့ဖေကချက်ချင်းပြန်ပြောတယ်ကျွန်ုပ်ယုံကြည်ပါ၏သခင်မယုံကြည်သည်ကိုမဆတော်မူပါဆိုပြီးတော့မြည်ရည်နဲ့လျှောက်တဲ့အခါမှာခရစ်တော်ကနားပြီး၍စကားအားတော်၌တငယ်မှထွက်လောနောက်တစ်ဖန်မဝင်နဲ့ငါမိတ်ရှိသည်လို့ပြောလိုက်တဲ့အခါကျတော့တငယ်ဟာတည်တကယ်တော့ဖြစ်ပြီးတော့တည်ပြီလို့ယူဆကြတယ်သို့တော်ညာလည်းပဲသူဟာအဲ့ဒီနတ်ဆိုတာထွက်သွားပြီးတော့ယေရှုသည်သူ၏လက်ကိုကင်၍ချီကြွတော်မူသည်သူသည်လည်းထလိမ့်မည်ဆိုတာတွေ့ရတယ်ဒီမှာဘာတွေ့ရတယ်လဲဆိုတော့ခရစ်တော်ဟာတက်ရှင်စဉ်ကာလမှာဒီနတ်ဆိုဒီထိုတဲ့မူနာဆွဲတဲ့သူကိုပျောက်စေတယ်မျက်စိမမြင်တဲ့သူကိုမြင်စေတယ်စကားမပြောတတ်တဲ့သူကိုသူကအနာစကားပြောတတ်အောင်ဒီ
အနာရောဂါငြိမ်းစေတာကိုကျွန်တော်တွေ့ရပါတယ်ဓမ္မဟောင်းမှာလည်းတော်တော်များများတွေ့ရပါတယ်ကျွန်တော်ခန္ဓာကိုယ်ဟာဘုရားခင်ကထူးဆန်းစွာဖန်ဆင်းထားပါတယ်နှလုံးကိုကြည့်မယ်ဆိုရင်ကျွန်တော်နှလုံးကိုစောင့်ရှောက်ပါတဲ့ကျွန်တော်လူသားရဲ့နှလုံးကကိုယ်ပိုင်လက်စစ်ရှိတယ်လို့ဒီစာအုပ်မှာဖတ်ဖို့တယ်နှလုံးကိုတည်တံ့ထုတ်ရင်မှာတော့ခုံတယ်ဘုရားအခုံစီလေဒါဘုရားခင်ဖြစ်တယ်ကျွန်တော်ဓမ္မဟောင်းခက်မှာကြည့်မယ်ဆိုရင်လည်းငါဟာအနာရောဂါငြိမ်းစေတော်ဘုရားဖြစ်တယ်လို့ပထမဆုံးပြောရပါတယ်အရှိမလည်းအနာရောဂါကြီးနဲ့ဖြစ်ဖြစ်ဒီအများကြီးတွေ့ပါတယ်သူတို့ဟာဣတိလတဲ့အကုတုကနဲ့ထွက်လာတော့ပင်လယ်နေဖြစ်တာမကြသေးဘူးဒီမာရအရရောက်တဲ့အခါမှာရေခါတယ်ဒါကြောင့်ဘုရားခင်ကသူ့ကိုဒီတစ်ပင်ပြတယ်မောရှိကိုတစ်ပင်ပြပရိုက်တစ်ပင်ကြီးထဲချတဲ့အခါမှာရေကချူပြီးတော့တောက်လို့ရတယ်အဲ့ဒီအချိန်မှာပြောတဲ့စကားဖြစ်တယ်ကျွန်တော်ဒီယောဂဗျာဒီဟာဆက်လက်ကုသဖို့ခံယူဖို့လဲလိုတယ်ကျွန်တော်ဘုရားခင်ကတော့ပျောက်စေတယ်ဟုတ်ပါတယ်တိုးတော်နေပဲကျွန်တော်ဒီလူသားတွေလည်းညံပညာဖန်ဆင်းနေဆရာဝန်တွေလည်းညံပညာပေးထားပါတယ်သူတို့အစီမှာတွားပြီးတော့ကျွန်တော်စေကုသမှုခံယူဖို့လိုတယ်ဆိုတာဒီကျွန်တော်ဟေဇီကီအားဖြင့်ကျွန်တော်နားလည်သဘောပေါက်နိုင်တယ်ဒီဟေဖေရှယအခန်းကြီး38မှာကျွန်တော်ကြည့်မယ်ဆိုရင်ဟေဇကိရှင်ဘုရင်ကသူအနာရောဂါရောက်စေုံကသူအသက်ကို15နှစ်ထပ်ပြီးတော့ဘုရားခင်ကတိုးပေးလိုက်တယ်ဟေဇကိကငါ့ကိုငါရဲ့ဒီနှစ်သက်တော်မူအတိုင်းပြုကြောင်းကိုအောက်မေ့တော်မူပါဆိုပြီးဆုတောင်းတဲ့အခါမှာအဲ့ဒီအခါမှာဒီဟေရှယကဘာပြောလိုက်လဲတင်းဘောတဖန်တီအလုံးထွေးကိုယူ၍နေပြီးမှအနာကိုအုံကြလောဆိုပြီးတော့ဆရာဝန်ကြီးပြောပါတယ်ဆရာဝန်ကြီးအနာကိုအုံပြီးမှပျောက်တယ်ဆိုတာတွေ့ရတယ်သူဟာတေနာဆွဲဖြစ်နေတယ်ဒီအခုကက်ဆန်ကင်ဆာပေါ့နော်ဒါဘုရားခင်ကပျောက်စေပါတယ်အနာရောဂါကြီးစေပါတယ်ဒါပေမဲ့ဆေးကုသမှုဆက်လက်ခံယူတယ်ဆိုတာလေဒီမှာတွေ့ရပါတယ်ကျွန်တော်ရဲ့ခန္ဓာကိုယ်ဟာတဖြည်းဖြည်းဘုရားခင်ကပျောက်စေနိုင်တာရှိလို့တချို့ချက်ချင်းပျောက်တဲ့အရာတွေလည်းရှိပါတယ်တရားဟောရာကျမ်းခန်းကြီး30ပိုင်းငယ်39မှာဆိုရင်ငါသည်အသက်ကိုတည်စေအသက်ကိုလည်းရှင်စေငါသည်အနာပေါ်စေခြင်းကတန်ခတ်၏အနာကိုလည်းပျောက်စေ၏ဆိုတာတွေ့ရတယ်ကျွန်တော်ဘုရားခင်လက်ထက်မှာအနာရောဂါပျောက်ခြင်းဆိုတာတည်ခြင်းဆိုတာရှိတယ်ကျွန်တော်လူသားတွေအပြစ်သားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်မူလအာတာနဲ့ဧဝကဘုရားခင်ပုံကံလို့ဖြစ်လာတဲ့အပြစ်ကြောင့်ကျွန်တော်ဒုက္ခတွေအနာရောဂါတွေဖြစ်လာတယ်ကေယုတုစီအပြစ်မှာနေထိုင်လဲကျွန်တော်ဒီအနာရောဂါခံစားရမယ်မကြမ်းပါဘူးခံစားရမယ်ဒါဒီကိုချမ်းသာစီမဲဆိုတဲ့ဂတိကောင်းကောင်းရှိတယ်103ခုမြောက်သောစာလံပိုက်ငယ်3တင်းအပြစ်အလုံးစုံတို့ကိုဖြည့်လို့၏တင်းအနာရောဂါရှိသမျှတို့ကိုလည်းပျောက်စေတော်မူ၏ဆိုတာကျွန်တော်တွေ့ရတဲ့ဒါဘုရားခင်ပြည့်ရဲ့ဂတိကိုကျွန်တော်ယုံကြည်ဖို့လိုပါတယ်ကျွန်တော်နှုတ်ကပတ်တော်ဟာကျွန်တော်တို့အတွက်ကောင်းဆုံးဆေးဖြစ်တယ်တရားခွန်ခုမြောက်သောစာလံပိုက်ငယ်20နှုတ်ကပတ်တော်ကိုလွှတ်တပြီးသူတို့အနာကိုငြိမ်းစေ၍ဆိုတာကြည့်ခြင်းအဖြစ်ကျွန်တော်နှုတ်ကပတ်တော်ဟာကျွန်တော်အတွက်အန်တန်မှာကောင်းတဲ့အရာဖြစ်တယ်ဂတိတော်ဖြစ်တယ်ကျွန်တော်နေ့စဉ်ပြောဆိုစကားပြောဆိုတဲ့အခါမှာလည်းဒီနှုတ်အားဖြင့်တာယာဖို့ရည်ရှိတယ်နှုတ်ချိုးတာသောနှုတ်တာယာသောနှုတ်ဟာအယူတွေချမ်းပါစေတယ်ကျွန်တော်တုတ်တန်ကြံခန်းကျစ်7ပိုင်းငယ်20မှာဒီစိတ်ရှင်လန်းခြင်းတွေချမ်းပါစေတိုင်းတနည်းပြောမယ်ဆိုရင်စိတ်ရှင်လန်းစိတ်ဖြစ်စီမှုမရှိဘူးအကောင်းမြင်ဝါဒရှိမယ်အမြဲကျေးဇူးတင်စကားပြောတတ်မယ်ဒီပရာဟိတလုပ်ငန်းတွေမှာပေးကမ်းခြင်းမှာအားသာမယ်ဆိုရင်ကျွန်တော်ဟာပျော်ရွှင်မှုခံစားရအဲ့ဒီပျော်ရွှင်မှုကတကယ်ခုခံအားဖြစ်တယ်ကျွန်
ကျွန်တော်ဘယ်ယောဂမဆိုကင်ဆာဟူသည်များတကယ်တိုက်ထုတ်တဲ့သူကခုခံအားဖြစ်ပါတယ်ကျွန်တော် immune system ဖြစ်ပါတယ်ကျွန်တော်ဟာခန္ဓာကိုယ်ထဲမှာရှိတယ်ဆိုတာဒီတုတ်တန်ချမ်းမှာဖော်ပြပေးတာဖြစ်ပါတယ်ကျွန်တော်နေ့စဉ်ယောဂဝင်နေမှာပဲကျွန်တော်အခုကဲဆိုရင်စီးတကြကင်ဆာဖြစ်စေတဲ့အချို့ရည်တိုင်းမှာဒီမုတ်တိုင်းမှာစီးတကြအနည်းငယ်ညံ့ပါတယ်စားနေရတယ်ဒါလူတယောက်ကအသက်65နှစ်ရှိပြီတောင်းတောင်းမီတော့ပဲသူဘာပြောလဲဆိုချိုရည်တော့ရင်အကုန်မတော့ဘူးတဝက်ပဲတောက်တယ်ထမင်းစားရင်အဝမစားဘူးတဲ့တဝက်ပဲစားတယ်သူပြီးချမ်းမာရေးလက်ချင်ခံမြန်လုပ်တယ်အသီးရများများစားတယ်လို့ပြောတယ်သူ65ထိသူချမ်းမာပဲလို့ပြောတယ်ဆိုဒီယေရမိခန်းကြီး19ပိုင်းငယ်14မှာဆိုရင်အိုးထာဝရဘုရားကျွန်ုပ်၏အနာကိုရင်းစေတော်မူပါတို့ပြုလေကျွန်ုပ်သည်အနာရင်းပါလိမ့်မည်ကျွန်တော်တို့အားဖြင့်ဆုတောင်းဖို့လိုပါတယ်ကျွန်တော်အောက်ဆီဂျင်ဟာလည်းကျွန်တော်ခန္ဓာကိုယ်အတွက်ကျန်းမာရေးဒီခုခံအားကိုတက်စေပါတယ်တစ်ပင်ကထုတ်လိုက်တဲ့အောက်ဆီဂျင်ဟာအမြဲတမ်းကောင်းတဲ့အောက်ဆီဂျင်တွေကျန်းမာရေးအတွက်ကောင်းတဲ့အောက်ဆီဂျင်တွေဖြစ်တယ်ကျွန်တော်တစ်ပင်သားမှာများများနေတဲ့သူကစိတ်ဖြစ်စီမှုလျော့တယ်ဆိုတာပညာရှင်တွေကတွေ့ပါတယ်ဘုရားခင်ကဒီတစ်ပင်တိဥတိဖူတွေမှာကျွန်တော်ဆေးတွေအများကြီးဖန်တီးထားတာတွေ့ရတယ်ကျွန်တော်ဒီအစာမချေဘူးဆိုရင်ကျွန်တော်ပင်စိမ်းစားလိုက်ရင်တကယ်အကောင်းဆုံးအစာချေဆေးပဲပင်စိမ်းကဒါတွေဆိုရင်ဘုရားခင်ဖန်ဆင်းတဲ့အရာတွေဖြစ်တယ်ကျွန်တော်ဂတိတော်နှုတ်ကပတ်တော်ဂတိတော်ကိုလည်းကျွန်တော်နှလုံးသားထဲမှာတိုးထားမယ်ဆိုရင်အလွတ်ကျင်မယ်ဆိုရင်ဘလောက်ကောင်းလဲခန္ဓာကိုယ်အတွက်ကျမ်းမာစေမှာဖြစ်တယ်။ယရမိအနာဂတ်တိချံခန်းကြီး30ပိုင်းငယ်19ဒီဤအနာယောဂများကိုငါပျောက်စေကျမ်းမာပဂရိဖြစ်စေမည်။အနာကိုတော့မပျောက်စေမယ်ကျမ်းမာပဂရိဖြစ်စေမယ်တင်းဒီဆွပစ်ချင်းကိုခံရတော့သူဟု၍၎င်းဘယ်သူမျှမကြည့်ရှုမပြုစုတော့ဤအောင်မျိုးဟု၍၎င်းဟူ၍၎င်းခေါ်တော်လဲတင်းဤအနာကိုငါပျောက်စေကျမ်းမာပဂရိဖြစ်စေမယ်ဆိုတဲ့ဂရိတော်ရှိပါတယ်ကျွန်တော်ဒါလေးကိုယုံကြည်ဖို့လိုပါတယ်ကျွန်တော်ဓမ္မဟောင်းမှာဆိုရင်ရှုရိဘုချုပ်နေမှာကဒီဣတိလဒီမင်းအမျိုးသမီးနဲ့ဖန်ဆီးထားပါတယ်သူ့အိမ်မှာထားပါတယ်သူကမေတ္တာပြတဲ့အနေနဲ့ဒီဘုရားရှင်ရဲ့လူ prophet Elisha စီမှာဒီနူနာကိုသွားပြပါပြောင်းမယ်လို့ပြောတယ်ပြောလိုက်တဲ့အခါမှာဒီဣတိလရဲ့ရန်သူဖြစ်တဲ့ရှုရိဘုချုပ်ကိုအေလိရှာကလည်းရန်သူပါဆိုပြီးတော့ဆေးမကုပေးတာမဟုတ်ကုပေးလိုက်တယ်တနည်းပြောမှဆိုဂျော်ဒန်မြစ်မှာ9ချိန်ဒီနှစ်ပါပြောင်းမယ်ဆိုသူနာခံလိုက်တဲ့အခါမှာသူဂျော်ဒန်မြစ်မှာနှိမ့်လိုက်တဲ့အခါကျတော့နူနာပျောက်သွားတယ်ဆိုတာတွေ့ရပါတယ်ဒါကျွန်တော်ဒီဣတိလတရားနူနာဆိုတာဘုရားခင်ကပဲပျောက်စေတယ်လို့သူတို့ယုံကြည်ကြတယ်အခုဓမ္မတိမှာယေရှုခရစ်ကနူနာကိုတနာပြီးတော့ဒါကတုတ်လိုက်တဲ့အခါကျထိလိုက်တဲ့အခါမှာနူနာပျောက်တယ်ဆိုတာလေကျွန်တော်ချမ်းစာမှာတွေ့ရပါတယ်ဓမ္မတိမှာဒါဆိုဘုရားခင်ဟာယေရှုခရစ်ဟာဘုရားသားဖြစ်တယ်ဆိုတာကျွန်တော်သိနိုင်တယ်ဆိုတော့ဒီရှင်ပေတရုဩဝါဒစာပထမဆုံးခန်းကြီးနှစ်ပိုင်းငယ်24မှာငါတို့အပြစ်နှင့်ဆိုင်သောအရာ၌အတိဖြစ်ဖြောင့်မတ်ခြင်းအရာ၌အတိရှင်စေမိကြောင်းငါတို့အပြစ်များကိုကိုရောတိုင်တိတိုင်မှာခံတော်မူပြီးတန်ချက်တော်များအဖြစ်တင်တို့ဒီအနာပြောလဲရှိကြ၏ခရစ်တော်ခံရတဲ့တန်ချက်တော်အဖြစ်အနာပြောက်တယ်ဆိုတာဂတိတော်ရှိတာကိုကျွန်တော်ယုံကြည်ရအောင်တင်ဒီယုံကြည်နိုင်တယ်လို့ယုံကြည်တော်သူဖြစ်လေခတ်သိမ်းတော်မူတို့ကိုတန်နိုင်ကျွန်တော်ခရစ်တော်ကပျောက်ကင်းစေနိုင်တယ်ဆိုတာကျွန်တော်ယုံကြည်အောင်ဒုတိယချက်ကကျွန်တော်ဆုတောင်းဖို့လိုတယ်တတိယချက်ကဆုတောင်းခံဖို့လည်းလိုတယ်စတုထချက်ကကျွန်တော်အကောင်းမြင်စိတ်ရှိဖို့လိုတယ်နောက်ဆုံးချက်ကကျွန်တော်
နှုတ်ကပတ်တော်၌ပြောင်းမွေးပြီးတော့လိုပါတယ်ရောက်စီတိုင်းဖျားခင်